မြန်မာနိုင်ငံရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစတွေဟာအခုချိန်ထိဗဟေလိပွဲဖြစ်နေပါသေးတယ်။ကပ္ပစစက်ရုံတွေဘယ်နေရာတွေမှာရှိတယ်။ဘာတွေကိုဘယ်လိုထုတ်လုပ်နေတယ်။ဘယ်လိုတွေလဲပတ်နေတယ်လို့ပြည်သူတွေထင်ထင်ရှားရှားသိနိုင်လောက်တဲ့စာရွက်စာတမ်းမှတ်တမ်းတွေကရှိမနေလို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စစ်တပ်ကလည်းပြည်သူတွေမသိလေကောင်းလေဆိုတဲ့ပုံစံမျိုးနဲ့ထင်ထင်ရှားရှားမချပြချင်တာကြောင့်ရောချပြရင်သူတို့အတွက်မလုံခြုံမှုတွေသူတို့အနေနဲ့တာဝန်ခံဖြေရှင်းရမယ့်အရာတွေရှိလာမှာကြောင့်ရောကပ္ပစတွေရဲ့အကြောင်းအရာအချက်လက်တွေဟာယနေ့အထိတိုးတိုးတိတ်တိတ်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီကပ္ပစတွေဟာစစ်တပ်သက်ဆိုးရှင်နေစေဖို့အဓိကအထောက်ပံ့ထောက်တိုင်တွေဖြစ်နေပါတယ်။တက်မတော်အတွက်အင်အားဖြစ်စေရမယ်ဆိုတဲ့ကပ္ပစတွေရဲ့စောင်းပုတ်တိုင်းဒီလက်နက်ထုတ်စက်ရုံတွေဟာစစ်အုပ်စုအသက်ဆက်ဖို့အတွက်အသက်သွေးကြောလိုဖြစ်နေတာဖြစ်ပါတယ်။စစ်ပွဲတစ်ပွဲအတွက်လူအင်အားလိုအပ်ချက်တာမကလက်နက်အင်အားလိုအပ်ချက်ကလည်းအလွန်ရေးပါတယ်ဆိုတာကိုဘယ်သူမှငြင်းကြမှာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။မြန်မာနိုင်ငံကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစတွေရဲ့သဘောတဘာဝကအခြားနိုင်ငံတွေနဲ့တော်တော်လေးကွာတယ်လို့ပြောလို့ရပါတယ်။ပုံမှန်အားဖြင့်တော့ကာကွယ်ရေးပစ္စည်းစက်ရုံတွေဆိုတာသက်ဆိုင်ရာကာကွယ်ရေးဝန်ကြီးဌာနအောက်ကပဲတွားရတာဖြစ်ပါတယ်။အခြားနိုင်ငံတွေမှာဆိုရင်နိုင်ငံစစ်တပ်ဟာပြည်သူ့အစိုးရအောက်မှာပဲရှိပြီးကာကွယ်ရေးဝန်ကြီးဆိုတာကလည်းရွေးကောက်ခံစနစ်နဲ့သာတွားတာမို့လက်နက်ထုတ်စက်ရုံတွေဟာပြည်သူ့အုပ်ချုပ်မှုအောက်ကတွားတယ်လို့ဆိုနိုင်ပါတယ်။ဘယ်လိုလက်နက်ကိုတင်သွင်းမယ်ဘယ်လောက်ငွေကြေးပမာဏကိုဘယ်လောက်အထိသုံးမယ်ဆိုတာတွေကိုလွှတ်တော်နဲ့အစိုးရကြားညှိနှိုင်းမှုတွေလုပ်ရတာမို့လို့ပွင့်လင်းမြင်သာမှုရှိပါတယ်။တွဲဖက်လုပ်ကိုင်တဲ့လက်နက်ကုမ္ပဏီတွေအနေနဲ့လည်းတရားဝင်မှတ်ပုံတင်ပြီးလုပ်ကြရတာပါ။ဒါပေမဲ့မြန်မာနိုင်ငံမှာတော့လက်နက်ထုတ်စက်ရုံကပ္ပစတွေဟာစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလက်ရှိရရှိထားတဲ့အချက်လက်တွေအရကပ္ပစစက်ရုံပေါင်း25ရုံရှိပြီးအားလုံးကကာကွယ်ရေးဝန်ကြီးဌာနရဲ့ထိန်းချုပ်မှုအောက်မှာရှိပါတယ်။ပြီးတော့အဲ့ဒီစက်ရုံတစ်ခုချင်းစီတိုင်းကိုတပ်မတော်နည်းပညာတက္ကသိုလ် DSTA စင်အရာရှိတွေကကုကဲရပါတယ်။ပြီးတော့စက်ရုံကိစ္စအဝဝကိုလည်းကာကွယ်ရေးဦးစီးချုပ်ရုံးစီကိုအစီရင်ခံရပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကလွှတ်တော်ထဲမှာ25ရာခိုင်နှုန်းနေထိုင်နေတယ်လို့ကာကွယ်ရေးဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ပြည်ထရေးဝန်ကြီးဌာနတွေကိုမလွတ်တမ်းစုပ်ကိုင်ထားတာမို့ကာကွယ်ရေးဝန်ကြီးဆိုတာကလည်းအရက်သားမဟုတ်ပဲစစ်သားမှစစ်သားစစ်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်လိုအပ်တဲ့လက်နက်ကုန်ကျန်းပစ္စည်းတွင်သွင်းမှုဝန်ထမ်းစီမံမှုဗဏ္ဍာရေးစီမံမှုအရာအလုံးကိုစစ်တပ်ကပဲကင်တွယ်ထားပြီး NLD အစိုးရလက်ထက်မှာတောင်ပြည်သူ့အစိုးရအနေနဲ့ကပ္ပစတွေအပေါ်ဝင်ရောက်စုဖက်ပိုင်ခွင့်စစ်ရေးစစ်ပိုင်ခွင့်တောင်ရှိမနေပါဘူး။စစ်တပ်အနေနဲ့ကိုထင်သလိုလုပ်နေနိုင်တဲ့အနေအထားမျိုးပါ။ဒါပေမဲ့ကပ္ပစတွေရဲ့တီနီယာတွေကိုကောင်းကင်ဓာတ်ပုံကနေမှတ်တမ်းယူထားနိုင်ပါတယ်။ကပ္ပစတွေရဲ့တီနီယာကိုကြည့်ပြီးမှန်းဆလို့ရတဲ့အချက်တွေထွက်လာပါတယ်။မြန်မာနိုင်ငံမှာလက်ရှိ2025ခုနှစ်အထိကပ္ပစစက်ရုံပေါင်း25ခုရှိပါတယ်။အဲ့ဒီစက်ရုံ25ခုလုံးဟာမြန်မာနိုင်ငံအလဲပိုင်းမြေပြန့်ဒေသမှာရှိပြီးမကွေးတိုင်းဒေသကြီးတစ်ခုထဲမှာပဲ15ခုရှိနေတာပါ။ပြီးတော့ပဲခူးတိုင်းဒေသကြီးမှာ9ခုနေပြည်တော်မှာ2ခုနဲ့ရန်ကုန်မှာ1ခုတို့ပဲဖြစ်ပါတယ်။ဘာလို့ကပ္ပစစက်ရုံတွေကမြန်မာနိုင်ငံအလဲပိုင်းမှာပဲစုပြီးအုံလိုက်ကျင်းလိုက်ရှိနေတာလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။1948လွတ်လပ်ရေးကာလအလွန်မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာပြည်တွင်းစစ်အရှိန်တောက်လောင်လာခဲ့ပါတယ်။ကချင်ရှမ်းကရင်စသဖြင့်နယ်စပ်ဒေသတစ်လျှောက်လုံးမှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေဆင်နွှဲလာရတဲ့အတွက်ဒီလိုလုံခြုံရေးနှဲပါပြီးထင်းချောင်းမှုတွေရှိတဲ့တောင်ပေါ်ဒေသတွေမှာလက်နက်စက်ရုံမဆောက်ရဲခဲ့ကြပါဘူး။တိုက်ပွဲမှာတခုခုအထိနာခဲ့ရင်စက်ရုံကြီးတစ်ခုလုံးကိုဝါကွက်အလိုက်ရမှမျိုးကိုကြိုတင်တွက်ဆခဲ့ကြဟန်တူပါတယ်။ပြီးတော့ရခိုင်ဒေသဆိုတာကလည်းအရင်ကအချင်းနေနဲ့ဆိုရင်စစ်တပ်အနေနဲ့ယုံကြည်စိတ်ချလို့ရတဲ့ဒေသတစ်ခုပါ။တော်လန်ပုံကံဖို့အရင်ကြောင်တွေမရှိသလိုစစ်တပ်ထဲမှာလည်းဗမာလူမျိုးပြည်ရင်ရခိုင်လူမျိုးကဒုတိယအများဆုံးဖြစ်နေခဲ့ပါတယ်။ဒီတော့စစ်အုပ်စုအနေနဲ့နောက်ကျောလုံလုံနဲ့အလဲပိုင်းဒေသကိုစက်ရုံထိုင်ဖြစ်ရွေးချယ်ခဲ့ဟန်တူပါတယ်။ဒါပေမဲ့အာရခတပ်တော်ရဲ့လက်စွမ်းတွေကြောင့် AR မြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ကပ္ပစစက်ရုံတွေဟာလည်းမျက်ခုံးလှုပ်လာရတဲ့အခြေအနေကိုရောက်လာနေပြီဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့တဘာဝအထောက်ပံ့နဲ့တဘာဝအတားအဆီးတွေပဲဖြစ်ပါတယ်။ကပ္ပစစက်ရုံတွေကောင်းကောင်းလည်ပတ်နိုင်ဖို့ဆိုရင်အဓိကလိုအပ်တာကလျှက်စစ်မီနဲ့ရေပဲဖြစ်ပါတယ်။ကိုတိုင်းဒေသကြီးအုတ်ရှိပင်မြို့မှာရှိတဲ့ကပ္ပစ9နဲ့ကပ္ပစ16တို့ဆိုရင်ရမ်းချက်စက်ရုံတွေဖြစ်ပါတယ်။ရမ်းချက်တဲ့လုပ်ငန်းစဉ်ကတပတ်နီးနီးကြာတတ်ပြီးရမ်းချက်တယ်ဆိုတာစက်တိုက်လုပ်ရတဲ့အလုပ်မျိုးဖြစ်ပါတယ်။ဂျားထဲမှာအဆက်ပြတ်သွားလို့မရပါဘူး။ဒါကြောင့်မီးပြတ်သွားရင်အစကနေပြန်ဆရမယ့်အခြေအနေမျိုးပါ။ဒါကြောင့်လျှက်စစ်မီးတည်တည်ငြိမ်ငြိမ်ရရှိနိုင်ဖို့ကပ္ပစစက်ရုံတွေကိုတီးတန့်မီးအားလိုင်းတွေဆက်သွယ်ထားရပါတယ်။အကြောင်းမျိုးမျိုးကြောင့်မီးပြတ်နိုင်တဲ့အခြေအနေတွေကိုကူစားနိုင်ဖို့အတွက်လည်းစက်ရုံတွေမှာမီးစက်တွေနဲ့လောင်စာဆီတွေကိုအရန်သင့်ဖြည့်တင်းထားတတ်ပါတယ်။2021အာနာသိန်းလွန်ကပ္ပစတွေကိုဆက်သွယ်ပေးနေတဲ့ဓာတ်အားလိုင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့တိုက်ခိုက်နိုင်လိုက်တာဟာကပ္ပစတွေအတွက်ကြီးမားတဲ့ချင်းချောင်းမှုတစ်ခုဖြစ်လာနေခဲ့ပါတယ်။နောက်တစ်ခုကတော့ရေရင်းမြစ်ဖြစ်ပါတယ်။လက်နက်ထုတ်စက်ရုံမှမဟုတ်ပါဘူး။ဘယ်စက်ရုံမဆိုရေကတော့မရှိမဖြစ်လိုအပ်ပါတယ်။ကပ္ပစစက်ရုံအများစုဟာ AR မြစ်ကိုအမိပြုတ်ပြီးတိစောက်ထားတာကိုတွေ့ရပါတယ်။ AR မြစ်နောက်ဘက်ခြမ်းမှာ
စက်ရုံ16ခုရှိပြီးအရှိတ်ဘက်ချမ်းမှာတော့စက်ရုံ9ခုရှိပါတယ်။အေဂျာရီမြစ်ရေကိုလိုသလိုအသုံးပြုနိုင်အောင်စီမံထားတာပဲဖြစ်ပါတယ်။အေဂျာရီမြစ်နဲ့နီးမနေတဲ့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်မှာရှိတဲ့ကပ္ပစ17ဆိုရင်တောင်သူ့နားမှာရေရင်းမြစ်ရရှိနိုင်တဲ့ဖူးကြီးဆယ်နဲ့ငမိုးဆယ်တို့ရှိနေပါတယ်။ဒါကြောင့်စစ်တပ်ဟာကပ္ပစတွေအတွက်အရေးပါတဲ့မီးနဲ့ရေရရှိဖို့အတွက်အထောက်ပံ့တွေကိုတော့စနစ်တကျပြင်ဆင်ထားတယ်ဆိုတာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့သဘာဝအတားအဆီးဖြစ်ပါတယ်။ကပ္ပစစက်ရုံတွေဟာလူတွေနဲ့အရန်နီးမနေတဲ့တောင်ကျိုတောင်ကြားခြိုင်ဝမ်းလိုနေရာမျိုးမှာရှိတာပါဒီတော့ဒီတောဒီတောင်တွေကပဲတဘာဝအတားအဆီးတစ်ခုလိုဖြစ်နေပါတယ်အခု2025အချိန်မှာ AR နောက်ဖက်ချမ်းမှာရှိတဲ့ကပ္ပစတွေဟာအာရကတက်တော်နဲ့ချင်းတော်လှန်ရေးအင်အားစုတွေကြောင့်ချင်းချောက်မှုကိုရင်ဆိုင်နေရတယ်လို့ဆိုနိုင်ပေမဲ့ AR မြစ်အရှိချမ်းကကပ္ပစတွေအတွက်တော့ AR မြစ်ကြီးကိုယ်တိုင်ကအကာအကွယ်အတားအဆီးဖြစ်နေပြန်ပါတယ်တဘာဝအထောက်ပံ့အတားအဆီးတွေနဲ့လုံလုံခြုံခြုံရှိနေတဲ့ကပ္ပစစက်ရုံတွေကိုပုံမလုံခြုံအောင်လုံခြုံရေးအထက်ထက်ချထားပြန်ပါတယ်ကပ္ပစစက်ရုံတွေကိုလူသူထူထပ်တဲ့နေရာတွေနဲ့ဝေးတဲ့နေရာတွေမှာတိစောက်ထားတဲ့ဆိုပေမဲ့လည်းစက်ရုံလုံခြုံရေးအတွက်လုံခြုံရေးစီးရိုးကိုနှစ်ထပ်ချထားတာကိုတွေ့ရပါတယ်။ပြီးတော့စက်ရုံကိုဥတီလာတဲ့လမ်းတောက်လျှောက်မှာလည်းလုံခြုံရေးဂိတ်တွေကိုအလီလီတွေ့ရမှာဖြစ်ပါတယ်။တာမန်လူတွေအနေနဲ့ဘယ်လိုမှအဲ့ဒီနားကိုမချင်းကပ်နိုင်တဲ့အနေအထားမျိုးပါ။နောက်ပိုင်းမှာစောက်တဲ့ကပ္ပစစက်ရုံတွေမှာဆိုရင်ရဟတ်ရင်ဆင်းလို့ရတဲ့ရက်ရင်ကွင်းတွေတောင်ထည့်ပြီးစောက်လာတာကိုတွေ့ရပါတယ်။စေအုပ်စုအရာရှိကြီးကြီးပိုင်းတွေလည်းရံဖက်ရက်ခါစက်ရုံကိုလာလေးရှိတယ်လို့မှန်းဆနိုင်ပါတယ်။ကပ္ပစစက်ရုံတွေကိုဘယ်သူတွေရဲ့အကူအညီနဲ့ဘယ်ချိန်မှတိစောက်ခဲ့တယ်ဆိုတာတိကျတဲ့အချက်လက်မရှိပေမဲ့လွတ်လပ်ရေးအလွန်ဗြိတိရှနဲ့ဂျပန်တွေထားခဲ့တဲ့လက်နက်ပစ္စည်းတွေအပေါ်မိခိုအားထားခဲ့ရတဲ့မြန်မာစစ်တပ်ဟာ1950ခုနှစ်လောက်ကစပြီးလက်နက်အင်အားကိုချဲ့ထွင်ဖို့စက်ရုံတွေကိုတီထောင်မယ်ဆိုပြီးဥတီလှုပ်ဆောင်ခဲ့တယ်လို့အချက်လက်အချို့ကထောက်ပြပါတယ်။အဲ့ဒီအစောပိုင်းကာလတွေမှာအနောက်ဂျာမနီနဲ့အီတလီတို့ကနည်းပညာအထောက်ပံ့တွေပေးခဲ့ပါတယ်။1988အလွန်ကာလလူထုလှုပ်ရှားမှုအပြီးမှာတော့အမေရိကန်ပါဝင်အနောက်အင်အားစုတွေရဲ့ကန့်သက်ပိတ်ပင်မှုတွေကြောင့်ဂျာမနီဟာမြန်မာစစ်တပ်နဲ့အဆက်အသွယ်ဖြစ်လိုက်တယ်လို့သိရပါတယ်။1988မတိုင်မီကပ္ပစစက်ရုံပေါင်း10ခုတောင်မပြည့်ခဲ့သေးပေမဲ့2021အာဏာမသိမ်းခင်မှာတော့25ခုအထိဖြစ်လာတာကိုကြည့်ချင်းအပြင်1988နဲ့2021အတွင်းစစ်တပ်ဟာလက်နက်အင်အားထုတ်လုပ်နိုင်မှုစွမ်းရည်ကိုအတိုင်းအတာတစ်ခုထိအင်တိုက်အားတိုက်တိုးချဲ့ခဲ့တယ်ဆိုတာသိနိုင်ပါတယ်။1988နဲ့2021အတွင်းမှာတော့မြောက်ကိုရီးယားနဲ့တရုတ်တို့စီကနေနည်းပညာအကူအညီတွေအများဆုံးရယူခဲ့တယ်လို့သိရပါတယ်။ပစ္စည်းထုတ်လုပ်ဖို့ဆိုရင်နည်းပညာအကူအညီမှမဟုတ်ပါဘူး။ကုန်ကျန်းပစ္စည်းတွေကလည်းလိုအပ်ပါတယ်။လက်နက်ထုတ်လုပ်ရေးအတွက်အဓိကလိုအပ်တဲ့တမ်မနီ၊အဖြိုက်နက်၊ကြေးဝါ၊ကြေးနီ၊တိုက်တေနီယမ်၊ကိုဘော့၊ခနောက်စိန်၊နီကယ်၊လစ်သီယမ်စတဲ့ပစ္စည်းတွေဟာတယံဇာတပေါ်များတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ဆိုတာမှန်ပေမဲ့လုပ်ငန်းလည်ပတ်နိုင်တဲ့အဆင့်ထိတန်းစင်တဲ့တထုအဆင့်ရောက်အောင်လုပ်နိုင်တာမျိုးမရှိသေးတဲ့အတွက်အချို့ပစ္စည်းတွေကိုနိုင်ငံခြားကနေတဆင့်သွင်းနေရဆဲဖြစ်ပါတယ်။တင်သွင်းနိုင်တဲ့နိုင်ငံတွေထဲမှာတရုတ်၊အိန္ဒိယ၊ရုရှား၊တောင်ကိုရီးယား၊ထိုင်ဝမ်၊မလေးရှား၊စင်ကာပူတို့အဓိကပါဝင်တယ်လို့အချက်လက်တွေကဆိုပါတယ်။တရုတ်ဆိုရင်အများအားဖြင့်လိုအပ်တဲ့ဆက်ပစ္စည်းတွေကိုမြန်မာနိုင်ငံတွင်းကိုတိုက်ရိုက်မပို့ဘဲစင်ကာပူကိုကြားခံထားပြီးပို့လို့ရှိပါတယ်။ဒီဆက်ပစ္စည်းတွေဟာရန်ကုန်တိုင်းဒေသကြီးတီလိုဝါစိတ်ကမ်းကိုရောက်လာပြီးအဲ့ဒီကနေတဆင့်ရန်ကုန်တိုင်းချော်ရင်ကုန်းအင်းရလိတ်ဟိုတယ်နားမှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးပစ္စည်းထိန်းတက်ကာထပကိုရောက်လာတာဖြစ်ပါတယ်။ကာထပဆိုတာကပ္ပစတွေလိုအပ်တဲ့ကုန်ကျန်းကုန်ကြောတွေကိုဝယ်ယူဖြန့်ဖြူးပေးတဲ့တက်ဖြစ်ပါတယ်။အဝယ်တော်တက်လို့ပြောလို့ရပါတယ်။ကပ္ပစ25ခုလုံးစီရဲ့တာဝန်ခံအဝယ်တော်အရှာရှိ2ယောက်စီချော်ရင်ကုန်းကာထပမှာထိုင်ပြီးကိုကပ္ပစရဲ့လိုအပ်တဲ့ပစ္စည်းတွေကိုစီရင်ပြုစုပစ္စည်းတောင်းခံပြီးသက်ဆိုင်ရာကပ္ပစတွေစီပစ္စည်းပို့ပေးပါတယ်။အရင်ကတော့စစ်တပ်သုံးဖောကားတွေနဲ့ပဲပစ္စည်းပို့ပေးတတ်ပေမဲ့အခုကတော့အရက်ဖက်သုံးကားပုံစံမျိုးတွေနဲ့ပစ္စည်းတွေကိုပို့ပေးနေတယ်လို့သိရပါတယ်။ချော်ရင်ကုန်းကာထပဟာဧက90လောက်သာကျယ်ပြီးစစ်တီရင်အား200ကျော်လောက်ပဲရှိပါတယ်။ကပ္ပစစက်ရုံတွေရဲ့အရွယ်စားဟာတစ်ခုနဲ့တစ်ခုမတူညီတတ်ပေမဲ့တချို့ဆိုဧက1000ခွဲအထိကျယ်တယ်ဆိုတာကိုတွေ့ရပါတယ်။ကပ္ပစစက်ရုံထဲမှာတင်ထုတ်လုပ်ရေးအလုပ်ရုံတွေ၊ဂိုဒေါင်တွေ၊ဝန်တန်းတွေနဲ့ဝန်ထမ်းမိသားစုအင်ယာတွေရှိတတ်ပါတယ်။တချို့ထုတ်လုပ်ရေးအလုပ်ရုံတွေဆိုလေရင်ဂိုဒေါင်တွေနဲ့တော်တော်တူပါတယ်။ဒီလောက်ကြီးမားတဲ့မြေဧကတွေသုံးပြီးစက်ရုံစနိုင်ဖို့အတွက်ပြည်သူတွေရဲ့လယ်မြေယာမြေတွေကိုတိန်းတာရွာတွေကိုအတင်းရွှေ့ခိုင်းတာတွေရှိခဲ့ပါတယ်။မကွေးတိုင်းဒေသကြီးစောမြို့နယ်မှာရှိတဲ့နောက်ဆုံးတည်ဆောက်ခဲ့တဲ့ကပ္ပစ25စီမံကိန်းကာလတုန်းကဦးသိန်းစိန်အစိုးရလက်ထက်2015ဝန်းကျင်လောက်ဆိုရင်ဒေသခံပြည်သူတွေရဲ့ဆန္ဒပြမှုတွေကြည်ကြည်လောင်လောင်ရှိခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့စစ်အုပ်စုဟာပြည်သူတွေဆန္ဒကိုလှစ်လျူရှုပြီးသူတို့အတွက်အထောက်ပံ့ဖြစ်မဲ့ကပ္ပစစီမံကိန်းကိုရှေ့ဆက်တိုးသွားခဲ့ပါတယ်။ကပ္ပစစက်ရုံလက်ပတ်နိုင်ဖို့အတွက်လုံသားစုဆောင်တဲ့အခါမှာလည်းတိုက်ခိုက်ရေးစစ်သားတွေမလိုအပ်တာမို့စစ်ယူနီဖောင်းဝတ်ခိုင်းပြီးအလုပ်လုပ်ခိုင်းဖို့လွယ်ကူပါတယ်။ဒါကြောင့်ကပ္ပစစက်ရုံမှာရှိတဲ့ဝန်ထမ်းတွေဟာစစ်တိုက်ဖို့ရည်ရွယ်ချက်လည်းမရှိသလိုစစ်တိုက်နိုင်တဲ့စွမ်းရည်လည်းနည်းတတ်ကြပါတယ်။စက်ရုံတိစောက်စဉ်စီမံကိန်းကာလဒေသခံပြည်သူတွေနဲ့အငင်းပွားစရာကိစ္စတွေရှိတတ်ပေမဲ့စစ်အုပ်စုဟာလုပ်ငန်းလည်ပတ်ဖို့အတွက်ဒေသခံပြည်သူတွေကိုအလုပ်ပေးပြီးအချို့တက်တက်ပြန်ပါတယ်။ဒါကြောင့်
အဖေအမေတာသမီစသဖြင့်တမိသားစုလုံးစစ်တပ်ဝန်ထမ်းကပ္ပစဝန်ထမ်းတွေဖြစ်လာကြပြီးသားစဉ်မြေဆက်အလုပ်လုပ်လာတဲ့ဝင်းချစ်တစ်ခုဖြစ်လာပြန်ပါတယ်ဒီလိုတစ္ဆာကံတွေမွေးမြူပြီးဝန်ထမ်းအဆက်ပြတ်သွားမယ့်အရေးကိုစိုးရိမ်စရာမလိုအောင်လှုပ်ထားပါတယ်လက်ရှိစေအုပ်စုအသုံးပြုနေတဲ့မြေပြင်ရေပြင်ဝေဟင်လက်နက်တွေရဲ့90%ဟာကပ္ပစတွေကထုတ်လုပ်တယ်လို့အချက်လက်တွေကထောက်ပြပါတယ်2019ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ကာကွယ်ရေးနဲ့လုံခြုံရေးပြပွဲမှာမြန်မာကပ္ပစထုတ်လက်နက်တွေကိုခင်းကျင်းပြသထားတာကိုကြည့်မယ်ဆိုရင်ကပ္ပစလက်နက်ထုတ်လုပ်မှုစွမ်းရည်ဘယ်လောက်အထိရှိနေနိုင်တယ်ဆိုတာကိုခံမှန်းနိုင်ပါတယ်ပြည်ပတင်ပို့မှုအထိချဲ့ထွင်ခြင်းတဲ့သဘောမျိုးရှိပါတယ် Sniper Rifle, Submachine Guns, 919mm Glock Pistol ပုံစံတူသေနတ်တွေအကြီးစားစစ်သေနတ်တွေ 25mm နှလုံးပြူလေယာဉ်ပစ်သေနတ် T91 14.5mm လေးလုံးပြူသေနတ်စတဲ့အပေါ်စားလက်နက်တွေအပြင် 105mm 122mm howitzer 120mm commando mortar နဲ့ 122mm 124mm ဒုံးကျည်အမြောက်တွေကိုထုတ်လုပ်နိုင်ကြောင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါ့ပြင် Mambas SA-16 လေကြောင်းကာကွယ်ရေးသုံးပကုံးတန်းဒုံးကျည်မျိုးကိုလည်းထုတ်လုပ်နိုင်တယ်ဆိုတာတွေ့ရပါတယ်။ KMB ကြောင့်အနေနဲ့ကတော့ဘုံဒီ rocket မော်တာဘုံမျိုးစုံအခုနောက်ပိုင်းရှမ်းပြည်နယ်တိုက်ပွဲတွေမှာအသုံးပြုလာတဲ့ cluster ဘုံမျိုးတွေလည်းပါဝင်ပါတယ်။2023ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့1027ရှမ်းမြောက်စစ်စင်ရေးဟာကပ္ပစစက်ရုံတွေရဲ့လုံခြုံရေးကိုချင်းချောင်းမှုတစ်ခုမဖြစ်ခဲ့ပေမဲ့ချင်းတော်လှန်ရေးတပ်တွေရဲ့မင်းတပ်ကမ်ပလက်သိမ်းယူမှုတွေအရခတပ်တော်ရဲ့2024ခုနှစ်ဒီဇင်ဘာလ20ရခိုင်ပြည်နယ်အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပကအလုံးစုံသိမ်းပိုက်ထင်ချုပ်မှုတွေကတော့စေအုပ်စုရဲ့အသက်သွေးကြောကပ္ပစတွေကိုချင်းချောင်းမှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ကျောပေါက်သွားသလိုဖြစ်လာရပြီးအရခတပ်တော်ရဲ့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးအဆက်ငဖဲဒေသရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးအဆက်ပတောင်းအုပ်ရှိပင်ဒေသတို့မှာစစ်ကြုံလာမှုတွေဟာကပ္ပစလုံခြုံရေးအတွက်မျက်ခုံးလှုပ်စရာတွေဖြစ်လာခဲ့ရပါတယ်။အရခတပ်တော် AA ပြင်မကွေးတိုင်းဒေသကြီးအတွင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လှုပ်ဆောင်မှုတွေကလည်းစစ်အုပ်စုအတွက်ချင်းချောက်စရာဖြစ်လာနေပါတယ်။ဥပမာအဖြစ်ယခုနှစ်မတ်လ30ရက်နေ့မှာဆိုရင်စိတ်ဖြူ PDF, Sling PDF, မင်းဘူးခရိုင် PDF, ဂန်ကောခရိုင် PDF အပါအဝင်ဒေသတွင်းအဖွဲ့10ဘွဲလောက်စုဖွဲ့ပြီးမကွေးတိုင်းဒေသကြီး Sling မြို့နယ်မြို့လကျေးရွာမှာရှိတဲ့တညောင်တအားပေးယုံမှာအထိုင်ချထားတဲ့စေအုပ်စုနဲ့၄နာရီကျော်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။တညောင်တအားပေးယုံဟာကပ္ပစ21စိတ်ဖြူကိုအဓိကတအားပေးနေတဲ့နေရာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေကလမ်းကိုထိန်းချုပ်ပြီးလျှက်စစ်ကိုဖျက်တောက်လိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေလည်းတုံးခဲ့ပါတယ်။စေအုပ်စုဘက်ကစစ်သား30ကျော်တေဆုံးခဲ့ပြီး Transformer 80ကျော်လည်းပျက်စီးခဲ့တယ်လို့ဒေသတွင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ကပ္ပစတွေအတွက်အရေးပါတဲ့လျှက်စစ်မီဟာမရှိမဖြစ်ဖြစ်တာမို့စေအုပ်စုကအထီးကိုင်းမခံနိုင်ပဲရအောင်ကာကွယ်နေတာပဲဖြစ်ပါတယ်2025ခုနှစ်ဧပြီ25တုန်းကဆိုရင်လည်းညတကောင်ရံအချိန်မှာတော်လှန်ရေးအုပ်စုတွေကမကွေးတိုင်းဒေသကြီးစင်ပောင်ဝဲမြို့နယ်ထဲမှာရှိတဲ့ကပ္ပစ73ကိုတရားခွန်မမ rocket 10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ကပ္ပစစက်ရုံတွင်အချို့အဆောက်အဦတွေပျက်စီးသွားပြီးစစ်သား9ယောက်လောက်ဒဏ်ရာရသွားတယ်လို့မီဒီယာတွေကဖော်ပြထားပါတယ်ဒီຢာတွေကိုကြည့်ချင်းအဖြစ်ကပ္ပစတွေကိုAAပါဝင်တော်လှန်ရေးအင်အားစုတွေကအနီးကပ်ချင်းချောင်းနေပြီဖြစ်လို့စစ်ကောင်စီဘက်ကလည်းလူအင်အားတိုးချတာတွေကပ္ပစဝန်ထမ်းတွေကိုလက်နက်တဆင်ပေးတာတွေလှုပ်လာတယ်ဆိုတာတွေ့လာရပါတယ်ပဲခူးတိုင်းဒေသကြီးပတောင်းမြို့နယ်အခြေစိုက်ကပ္ပစ6နဲ့ကပ္ပစကိုအနီနာညောင်ကျိုးကျေးရွာနဲ့ညောင်ချေတောက်ကျေးရွာနာမှာစေအုပ်စုနဲ့အာရခတပ်တော်ကြားတိုက်ပွဲပြင်းထန်နေပြီးမကွေးတိုင်းဒေသကြီးငဖဲမြို့နယ်အခြေစိုက်ကပ္ပစစလေးအနီနေရိတ်ကံပြူဟာကုန်းဝင်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာဖြစ်လို့စေအုပ်စုအနေနဲ့ကပ္ပစတွေရဲ့လုံခြုံရေးအတွက်ပြင်းပြင်းထန်ထန်ကြားကန်လှုံ့ဆော်နေရတာပဲဖြစ်ပါတယ်ရခိုင်နဲ့နေတဲ့ဒေသတွေမှာတင်မဟုတ်ပဲ2025ခုနှစ်ဧပြီလ4ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတက်ကြီးမြို့နယ်မှာရှိတဲ့ကပ္ပစစစ်ကိုလည်းရန်ကုန် Urban Special Operation Force USO နဲ့ Shadow SAF အဖွဲ့တွေက rocket 3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်သား9ယောက်သေဆုံးသွားခဲ့တယ်လို့မီဒီယာတွေကဖော်ပြထားပြန်ပါတယ်။ဒါကြောင့်2021အလွန်ကနေပြီးတော့ယနေ့2025ရောက်လာချိန်မှာတော့တဘာဝအထောက်ပံ့တဘာဝအတားစီပထဝီအနေထားတွေအားလုံးကိုတွက်ဆပြီးအကြံစီကြီးကြီးနဲ့အကွက်ချခဲ့တဲ့စေအုပ်စုရဲ့အသက်သွေးကြောကပ္ပစတွေရဲ့အနာဂတ်တွေဟာလည်းစိုးရိမ်လာရနေပြီပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ